အားလုံးပဲမင်္ဂလာပါဗျာခုနကသားကြီးများအားလုံးစိတ်ချမ်းသာတဲ့ကိုယ်ကြီးကျမ်းမာခြင်းတွေရှိကြပါစေအခုပြောဝေးချင်တာတော့ကျွန်တော်မွေးနေ့အမှတ်တရအနေနဲ့ပြောဝေးချင်တဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပါတယ်အဲ့ဒါကဘာလဲပေါ့ဘဝမှာကျွန်တော်တို့ကအရန်ကြီးခက်ခဲနေတဲ့အချိန်ခါတွေလူတိုင်းမှာဖြတ်တန်းမှုတဲ့လူတွေရှိလိမ့်မယ်ဘာလို့ဘာကန်မလဲမသိဘူးထွက်ပေါက်တွေပိတ်နေတယ်စဉ်းစားလို့လည်းမရတော့အဖြေရှာလို့လည်းမရအောင်ဘသူစီကမှလည်းအကူအညီမရတော့တဲ့အနေအထားမျိုးတွေကျွန်တော်ကြုံရလိမ့်မယ်အဲ့တော့ကိုလုတ်ရက်မှားနေလို့ခံနေရတာအတွက်တော့ကျွန်တော်တို့ဘာမှမပြောလို့ဘူးကိုလုတ်ရက်ကလည်းမှန်နေတယ်အခက်မသိလို့ကျွန်တော်အလိန်ခံလိုက်ရတယ်အညာခံလိုက်ရတယ်အခက်မသိလို့ချွတ်ချော်မှုတွေဖြစ်သွားတယ်ဆိုတဲ့လူမျိုးတွေအတွက်ကျွန်တော်တို့အခုပြောတဲ့နီလန်းလေးကိုလုပ်ကြည့်စေချင်ပါတယ်အဲ့တော့အရင်ထွက်ပေါက်ပိတ်နေတဲ့အခက်ခဲတွေဖြစ်နေတယ်ကိုယ့်ဘက်ကလည်းမှားရတာမရှိဘူးကိုမုတ်တာလှုပ်ထားတာလည်းမဟုတ်ဘဲနဲ့ဒီအခက်ခဲဂျားတဲ့ကိုရောက်သွားတယ်အချို့ဆိုရင်ငွေကြေးကူညီလိုက်တယ်လိန်သွားတယ်အချို့ဆိုရင်ပြဿနာတွေပဲလို့စားဂျားညက်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဂျားညက်ပြီးဖြစ်တဲ့ပြဿနာတွေရှိတယ်အခုတည်းအလုပ်ထဲမှာကိုမလုပ်ဖဲနဲ့ကိုတောင်းဝင်ယူရတော့မယ့်အနေအထားမျိုးတွေကိုကောင်းမော်ဒီဟာကြီးကကိုလှုပ်လိုက်လို့ဆိုပြီးဖြစ်လာတော့တဲ့ပြဿနာတွေအလုပ်ပြုတ်မလားထောင်ကျမလားယော်ရမလားဆိုတဲ့ပြဿနာတွေဖြစ်လာတဲ့လူတွေရှိတယ်ကိုမလုပ်ဖဲနဲ့အစစ်ဆေးခံရတယ်အဖမ်းဆီးခံမှုဖြစ်လာတယ်ကိုနဲ့လည်းဘာမှမပတ်သက်ဆိုင်မယ်နဲ့တနွယ်ဝင်ဒီဇင်ဘာပြီးတော့ကိုကိုလာပြီးပြဿနာတက်လို့ဒုက္ခရောက်တော့မယ့်အနေအထားတွေဒီလိုတွေကြုံလာခဲ့သည်ရှိတော့ကျွန်တော်တို့ကနီးစက်ရဖျားစီတီသွားပါနီးစက်ဖျားစီတီသွားပါသွားပြီးတောက်ကြတော့ကိုရင်သွားပါတောက်ကြတော့မှကျွန်တော်ဖျားရှိခိုးပါကြာကြာနာနာရှိခိုးပါနော်ကျွန်တော်တို့ဂုံတော်တွေဂါထာတွေပရိတ်တော်တွေရွတ်ပါနော်မြတ်တာဖို့ပါအမျှဝေပါအဲ့ဒါတွေအားလုံးအရင်လှုပ်လိုက်ပါနော်အဲ့ဒါတွေအားလုံးအရင်လှုပ်ပါအဲ့တော့စိတ်လေးကိုကြည်သွားတဲ့အထိကိုလှုပ်ပါကိုဖြစ်နေတဲ့တောကတွေကိုခဏမေ့တာဖျားရှိခိုးပါနော်ပရိတ်တွေရွတ်ပါဂုံတော်တွေဂါထာတွေရွတ်ပါမြတ်တာတွေပို့ပါနော်အဲ့ဒါတွေအကုန်လှုပ်ပါအဲ့တောက်ကြတော့မှပဲကျွန်တော်တို့အပန်းစီမီရေချမ်းနော်ခဲဝဲဘောစဉ်ကတ်လို့ရတာတွေကတ်လို့ပါနော်အဲ့လိုကတ်လူတဲ့ခါကျရင်လေဘလို့ရီမှန်းပြီးကျွန်တော်တို့ကဆုတောင်းမို့လို့လဲဆိုတော့ပွင့်တော်မူပြီးတော့တောက်ကြနေဘွားဖျားရှင်တွေကိုရီမှန်းပြီးတော့ဤစွန်းခဲဝဲဘောစဉ်ချိုးချင်းကတ်လူပူဇော်ပါတယ်ဒီလိုမျိုးပြောပြီးကတ်ပါကျွန်တော်ကတ်ပြီးတော့ကျွန်တော်ခုနပြောလို့ဖျားရှိခိုးတယ်နော်အဋိဌာန်တွေဝင်မယ်ပတိတွေစိတ်မယ်မြတ်တာတွေပို့မယ်ဒါတွေလုတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့တောက်ကြဂျုံမင်းနဲ့တကွ9ရက်သားမိတွေအားလုံးကျမ်းမာပါစေချမ်းသာပါစေတောက်ကြဂျုံမင်းနဲ့တကွ9ရက်သားမိတွေအားလုံးကျမ်းမာပါစေချမ်းသာပါစေတောက်ကြဂျုံမင်းနဲ့တကွ9ရက်သားမိတွေအားလုံးကျမ်းမာပါစေချမ်းသာပါစေဆိုပြီး3កောက်တီတီရွတ်ပါနော်ရွတ်ပြီးရင်ကျွန်တော်ပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုလည်းတောက်ကြဂျုံမင်းနဲ့တကွတောက်ကြသားမိတွေရကြပါစေအားလုံးကြားသားများအမျှယူတော်မူကြပါကတော့တာရုဆိုပြီး3ချိန်ခေါ်ပါအဲ့လိုလုပ်ပါအဲ့လိုလုပ်ပြီးရင်ကျွန်တော်တို့တောက်ကြတောက်ကနေထဝါကြီးဖျားစီဒီမှာရှိတဲ့ဒဂွန်တိုင်းရှိအောင်သွားပါဖျားမှာဒဂွန်တိုင်းဆိုတာရှိတယ်အဲ့ဒဂွန်တိုင်းကိုလက်နဲ့ကင်ပြီးတော့နော်လက်နဲ့ကင်ပြီးတော့မိမိရဲ့အခက်အခဲတွေကိုတစ္ဆာပြုတ်ပြီးတော့ပြည်လဲဖို့ဆုတောင်းပါကျွန်တော်မှဒီလိုအခက်အခဲရှိပါတယ်ဒီလိုအခက်တွေကကျွန်တော်ပြုတ်လို့ခဲ့တဲ့အခက်ဟာလည်းမဟုတ်ပါဘူးနော်အဲ့ဒီထဲမှာပေါင်ရင်ပတ်သက်မှုရှိတယ်ဆိုပြီးတော့အခုလိုဖြစ်နေပါတယ်အိမ်မှန်ကန်သောတစ္ဆာစကားကြောင့်ကျွန်တော်ဖြစ်နေတဲ့အခက်အခဲတွေပြည်လဲပါစေဖြစ်ရှင်းလို့ပြီးပါစေကိုညီမဲ့လူပေါ်ပါစေဒီလိုမျိုးလေးဆုတောင်းကြည့်ပါအဲ့တော့ဒဂွန်နိုင်အောင်တော့သိပါလိမ့်မယ်နော်အဲ့ဒီဒဂွန်နိုင်မှာသွားပြီးတော့ကျွန်တော်တို့ဆုတောင်းကြည့်ပါတကယ်ပြည့်ပါတယ်ဒါကတော့ကျွန်တော်အခုပြောတဲ့နီလန်းကတကယ်အခက်ခဲနေတဲ့ဒုက္ခရောက်နေတဲ့ကိုမှားလို့လည်းမဟုတ်ဘူးနော်အဲ့ဒီအတွက်ရွယ်တာပါကိုအောင်နှလုံးသုံးလုံးထိုးပြီးအကျွေးတင်တာကိုသွားပြီးဆုတောင်းလို့မရအောင်နော်ကိုသွားပြီးငယ်အနှောင်းထားပြီးတော့မရကြီးကတိလို့တိုင်လို့မျိုးစောဥပဒေနဲ့ထောင်ကြကန်ဒီဖြစ်နေလို့လှုပ်တဲ့လူတွေမရအောင်နော်တော့ပြောပြတာကောင်းရောင်းကောင်းဝယ်လုပ်ပြီးတော့မှအခက်မသိလို့နော်ကျွန်တော်တို့လှော်ရင်းနဲ့တက်ကြိုးတဲ့လူတွေတွိုင်းနဲ့ခြေချော်လဲတဲ့ခြေခောက်လဲတဲ့လူတွေပြင်းတဲ့အကြောင်းမျိုးကြောင့်နော်ဟန်ချက်ပြက်ပြီးလဲတဲ့လူတွေအတွက်ရည်ရွယ်တာမဟုတ်တာလုံနေတဲ့လူတွေအတွက်ရည်ရွယ်တာမဟုတ်ဘူးသူများကိုခြေထိုးကန်ပြီးငါး6နာဝါပါတယ်ဆိုလို့ရတရားလုပ်လို့မရဘူးနော်ဒီလောက်ဆိုတော့ပေါ့မယ်ထင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေကံကောင်းကြပါစေမွေးနေ့တွေကစပြီးတစ်နှစ်တာအတွင်းကံကောင်းခြင်းကိုလည်းအားလုံးရကြပါစေလို့ဆုမကောင်းတောင်းရပါတယ်ဗျာ